နာပိုင်တွေဟာကန်ချနာဘူရီပြည်နယ်တောက်ဖဖုတ်ခရိုင်ပီလော့ကီရွာအနီးကတောက်ဖဖုတ်အမျိုးသားဥယျာဉ်ထဲမှာတက်ဆင်ထားတဲ့ CCTV ကင်မရာတွေကနေတဆင့်လက်နက်ကင်ဆောင်ထားတဲ့လူ15ဦးလောက်ဝင်ရောက်လာတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနေ့နိုဝင်ဘာလ14ရက်နေ့ည7:00နာရီခွဲလောက်မှာပဲစစ်တပ်နေကြားစောက်ရဲတပ်ဖွဲ့နဲ့ဒေသအာဏာပိုင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ကအဲ့ဒီနေရာကိုဝင်ရောက်စီးနင်းခဲ့တာပါ။ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာတော့အများစုကအမှောင်တုကိုအကာအကွယ်ယူပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးမြန်မာနိုင်ငံသား4ဦးကိုတော့လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဖြိုခွင်းမှုဟာထိုင်းဒုတိယဝန်ကြီးချုပ်မစ္စတာဆူချက်ချွန်ကလင်ကိုရာရဲ့ဓာတ်ရိုက်အမိန့်နဲ့ဆောင်ရွက်ခဲ့တဲ့စစ်စင်ရေးတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုတရားမဝင်နေဆက်ဖြစ်ကြော်ပြီးတဘာဝတယံဇာတာတွေကိုခိုးယူတူးဖော်နေတဲ့ပြဿနာတွေဟာမကြာခဏဖြစ်ပွားနေတာကြောင့်အထူးတင်းကျပ်စွာစောင့်ကြည့်စုံစမ်းစစ်ဆေးဖို့သူကညွှန်ကြားခဲ့တယ်လို့အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။ဖမ်းဆီးရမိသူတွေဟာအသက်30နဲ့45နှစ်ကြားမြန်မာနိုင်ငံသားတွေဖြစ်ပြီးသူတို့ထဲမှာကရင်တိုင်းရင်းသားတအုပ်ပါဝင်တယ်လို့ဆိုပါတယ်။သူတို့ကိုတော့ဥပဒေတိုင်းဆက်လက်ရေးယူသွားမှာဖြစ်ပြီးလွတ်မြောက်နေတဲ့ကြံသူတွေကိုလည်းထိုင်းအာဏာပိုင်တွေကဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။